ခရင်သွားတဲ့အခါမှာဝင်နေရတော့အများကြီးရှိတော့ဗောတေခိယသိက္ခာဘုံခေါ်တယ်လေသူကဦးဇင်းတို့တေခိယသိက္ခာဘုံ85ဘုတ်ထဲမှာခရင်သွားတဲ့အခါမှာယဟန်တော်ဒီဘာလို့ရမလဲသင်္ကန်းယုံရမှာနံပါတ်1ကနော်သင်္ကန်းယုံရမယ်သင်္ကန်းယုံတဲ့အခါမှာလည်းဦးဇင်းတို့သင်္ကန်းကြီးကိုတွဲကြမနေရဘူးဟိုဒူးအောက်ကိုလက်ချစ်သစ်လောက်ပဲချရမယ်ချင်းမြဲစိရောက်အောင်ဒီဖုံးမဝေးရဘူးနောက်တစ်ခါဦးဇင်းတို့ဒီသွားတဲ့လာတဲ့အခါမှာခေါင်းတွေလက်ပင်တွေမလောက်အောင်လက်မောင်းတွေမလောက်အောင်လက်တွေရမ်းပြီးမသွားရအောင်လူတွေဆိုသွားလို့ရှိရင်ဆိုလို့လက်တွေရမ်းပြီးသွားကြတာရဟန်းတော်ကလည်းလက်တွေရမ်းပြီးသွားခွင့်မရှိဘူးလက်ကိုငြိမ်ငြိမ်လေးထားရမယ်ခေါင်းကိုလည်းငြိမ်ငြိမ်လေးထားရမယ်ခေါင်းတွေရမ်းမနေရဘူးပခုံးကြီးတွေရမ်းမနေရအောင်ဒီကုံလုံးကကြောက်ရွံ့ကြည့်လို့တောက်နေရမှာသူကအဲ့လိုတောက်တောင်ပြီးသွားနေရမှာစက်သားတွေလိုဖြစ်နေကြပါနော်အဲ့တော့တောင်ပြီးသွားရမယ်ဒါလမ်းသွားတဲ့ပုံစံလေးပေါ့ပြီးရင်ဦးဇင်းတို့လမ်းခြေဖွားချတဲ့အခါမှာလည်းခြေဖွားကိုကျွန်တော်ဇုံချရမယ်ဖနှောက်တို့ထောင်ပြီးမချရဘူးခြေဖြားလည်းမထောက်အောင်သူကခြေဖွားကိုပြင်းကြီးချရမယ်သူကအဲ့ခြေဖွားချတဲ့အခါမှာဟိုခြေဖြားထောက်ပြီးတော့လည်းမသွားရအောင်ဖနှောက်ထောက်ပြီးတော့လည်းမသွားရအောင်သွားတဲ့အခါမှာလေအဲ့တော့လက်ကြီးရမ်းမသွားရဘူးအဲ့လိုမျိုးမသွားရဘူးဒါသွားတဲ့စီးနီးပေါ့ခုနကမေးတဲ့ထက်မှာကရင်စည်းတဲ့ခါဆိုတာကသူကဒီလိုနဲ့တူပါတယ်သူကခုံနေပါနေမှာထိုင်တဲ့အခါမှာအမျိုးသမီးနဲ့တော့ကဲ့ရမထိုင်ရဘူးပေါ့အဲ့ဒါတော့အဲကြောင့်ခုံထဲနေမှာထိုင်မယ်ဆိုရင်ဂျားမှာမျိုးသားတယောက်ကိုချားပြီးတော့ထိုင်တဲ့နေပေါ့အမျိုးသမီးနဲ့ရင်မောင်တန်းပြီးတော့မထိုင်သင့်ဘူးလေနော်ခုံနေမှာကြာတော့ဘစကားစီးတာတော့စီးလို့ရတယ်ဘာမှမဖြစ်ပါဘူးဒါပေမဲ့ခုနကထိုင်ခုံမှာထိုင်တဲ့အခါကျတော့အမျိုးသမီးနဲ့ရင်မောင်တန်းတစ်ခုံထဲမှာမထိုင်ရအောင်အဲ့တော့ဂျားထဲမှာသူတို့ဦးဇင်းတို့စာပေထဲမှာတစ်ခုံထဲမှာအတူတူမထိုင်ကောင်းတဲ့ထဲမှာအမျိုးသမီးပါတယ်နောက်ပန်တို့အချောက်တွေပါတယ်အဲသူတို့ကဦးဇင်းတို့မထိုင်ရအောင်အမျိုးသားတွေကတော့ခုံထိုင်လို့ရတယ်ခုံတစ်ခုံထဲမှာအမျိုးသားနဲ့ထိုင်လို့ရတယ်တခုတော့ရှိတာကခုံဒီဦးဇင်းတို့3ယောက်ထိုင်လောက်တဲ့အကျယ်ဖြစ်ရမယ်အဲ3ယောက်ထိုင်လောက်တဲ့အကျယ်ရှိတဲ့ခုံဆိုလို့ရှိရင်တော့ဦးဇင်းတို့အမျိုးသားနဲ့ယောက်ျားနဲ့လူတကာနဲ့ဖုန်းကြီးနဲ့အတူထိုင်လို့ရတယ်ခုံအကျင်းတယ်ပေါ့ဒီခုံဆိုရင်ဦးဇင်းတို့2ယောက်ပဲရမှာလားမသိဘူးเนาะ3ယောက်တော့ကြက်ကြက်လေးဖြစ်မှထင်တယ်အဲ့တော့အဲ့လိုဆိုလို့ရှိရင်တော့ဦးဇင်းတို့လူနဲ့အတူတူထိုင်လို့မရအောင်ဆိုတာခုံကျင်းတယ်ဆိုရင်ပေါ့ခုံကျင်းချင်းလေးမှာဆိုလို့ရှိရင်တော့လူနဲ့ဖုန်းကြီးရင်မောင်တန်းထိုင်လို့မရအောင်ခုံကျဲတယ်ဆိုရင်တော့ခုံတန်းရှည်ပေါ့လူ3ယောက်အထက်ထိုင်လို့ရတဲ့ခုံတန်းရှည်ဆိုရင်တော့ဟိုလူနဲ့ဖုန်းကြီးတွဲထိုင်လို့ရတယ်ဟိုကားခုံတွေကြတော့ဆိုတော့ကိုယ်ခုံနဲ့ကိုယ်ဆိုပြဿနာမရှိဘူးရင်မောင်တန်းနဲ့ဆိုရင်လည်းကိုယ်ခုံနဲ့ကိုယ်ပဲလीနော်30တန်းမဟုတ်ဘူးခုံတွေကဒါကြောင့်ပြဿနာမရှိဘူးအဲ့ဒါကတော့နော်အဲ့တော့ခုံတန်းချစ်တစ်ခုတည်းမှာဒါအမျိုးသမီးနဲ့ဖုန်းကြီးထိုင်လို့မထိုင်ကောင်းတာအဲထိုင်ဖို့ကြုံနိုင်ရင်ဂျားမှာအလဲမှာတခါတည်းရောက်ချထိုင်ပေါ့ဟုတ်ပြီလား